beauty ဘက်ကဆိုင်လေးတွေကိုလေရီတစ်ခုလောက် request လုပ်ပါတယ်တောင်းဆိုချင်ပါတယ်เนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်เนาะလေတို့ဒီဒီပစ္စည်းကိုလေတို့2900 3000တန်ထုတ်ထားတာမဟုတ်ပါဘူးเนาะလေတို့ဒီပစ္စည်းလေးကို2300 2500အမြင့်ဆုံးပဲပေါ့เนาะအဲ့လောက်ရောင်းလို့ရအောင်လို့ထုတ်ပေးထားတဲ့ပစ္စည်းပဲဖြစ်ပါတယ်ဒီ totally ရွှေနေကြဒီလိုမျိုး parking မှာ9ထုပ်ပါတယ်ပေါ့เนาะတက် parking ကို9ထုပ်ပါပါတယ်တပုံးမှာဒီလိုမျိုး parking 30ပါပါတယ်လိမ့်တို့ရဲ့ရုံဖြန့်ဈေးပေါ့เนาะရုံဖြန့်ဈေးဒီတပါကင်ကို1950ပုံးလိုက်ဈေးပေါ့เนาะပုံးလိုက်ဈေးဘယ်နှပုံးမဲယူလိမ့်တို့ဒီတစ်ဈေးပဲထားပေးထားပါတယ် retail ဈေးဒီလိမ့်တို့2000ဖြန့်ပါတယ်ကိုစလဲရီပြန်ဖြန့်တဲ့ဈေးတွေဒီအမြင့်ဆုံးပေါ့နော်အမြင့်ဆုံးဆိုင်သေးသေးလေးတွေကိုလိုက်ဖြန့်တဲ့ဈေးဒီ2100နဲ့လိတ်တို့ဖြန့်ပေးပါတယ်လိတ်တို့ရဲ့ကိုစလဲတော်ကြီးတွေဟိုးဆေးဆိုင်တွေဒီအမြင့်ဆုံးเนาะတချို့ဟိုးဆေးဆိုင်တွေအမြင့်ဆုံးဖြန့်တဲ့ဈေးဒီ2100ပဲရှိပါတယ်เนาะဒါကလိတ်တို့ဒိုးတလေးကဖြန့်ချီတဲ့ဈေးနှုန်းလေးတွေပဲဖြစ်ပါတယ်အဲ့ဒီဟာကို2100နဲ့ဝယ်ရတဲ့ပစ္စည်းတစ်ခုကို2900ရောင်းတာကတော့အရန်ကိုလွန်ပါတယ်เนาะဒါလေးကကြတော့လေရောက် request လုပ်တာပါကိုယ်ဆိုင်မှာအခြားဆိုင်တွေက2300လောက်ရောင်းနေတဲ့အချိန်2500လောက်ရောင်းနေတဲ့အချိန်မှာကိုယ်ဆိုင်က2900ရောင်းနေဟေးဆိုလို့ရှိရင်ဆိုင်ရဲ့ image ကိုအရင်ဦးဆုံးထိပါတယ်เนาะဒီဆိုင်ကဈေးကြီးလိုက်တာဒီဆိုင်ကအရန်ကိုဈေးတင်ထားတာဆိုတဲ့အမြင်မျိုးတွေ customer ကမြင်သွားစေနိုင်ပါတယ်ထင်သွားစေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လေတို့ဒီဒိုတလေးရွှေနေကြဒီဆိုင်အတော်များများကိုပစ္စည်းကရောက်နေတာဖြစ်ပါတယ်ဟိုးဆေးဆိုင်အတော်များများကိုလည်းရောက်နေတယ်လို့မျိုး retail ဟိုးရက်ကွက်ကဆိုင်တွေအထီကိုလေတို့ဒီဒိုတလေးရွှေနေကြဒီရောက်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လေရဈေးနှုန်းကလေးတွေကိုပေါ့နော်ပစ္စည်းကအစ်စ်ပဲမတိလောက်ပါဘူးဆိုတဲ့အနေအထားမျိုးတွေလုပ်ပြီးတော့ဈေးတွေအရန်တင်ပြီးတော့မယောင်းစေချင်ဘူးပေါ့နော်နှစ်ဦးနှစ်ဖက်အဆင်ပြေမဲ့ဈေးနှုန်းလေးတစ်ခုလောက်ထားပြီးတော့ရောင်းစေချင်ပါတယ်လို့လက်ရတာ request လုပ်တာပါဆိုင်ရှင်တွေကိုပေါ့နော်လက်တို့ရဲ့ဒိုးတလေးကိုလည်းဖြန့်ချီရောင်းချပေးတယ်တဦးတယောက်ချင်းစီပေါ့နော်ကိုစလဲတော်ကြီးတွေဟိုးဆေးဆိုင်ကြီးတွေဒါအပြင်မှာဟိုးရက်ွက်ထဲကဆိုင်အထီကိုတဦးတယောက်ချင်းစီကိုလက်ရအများကြီးကိုကျေးဇူးတင်ပါတယ်เนาะရောင်းချပေးဖြန့်ချီပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ဝယ်ယူစားသုံးကြတဲ့စားသုံးသူ customer တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားကြောင့်မလို့ဈေးလေးတွေကိုအဆင်ပြေတဲ့ဈေးလေးရောင်းပေးစေချင်ပါတယ်လို့